Taurus တွေကဒီ9လပိုင်းထဲမှာအပြောင်းလဲလောက်ရလိမ့်မယ်เนาะအဲ့တော့ Taurus တွေကဒီအပြောင်းလဲဆိုတဲ့နေရာမှာเนาะကြီးမားတဲ့ပြောင်းလဲတိတိုင်ပြောင်းလဲတွေလောက်ရလိမ့်မယ်ပြပြတသားဆုံးဖြတ်ရမယ်เนาะအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေလူမှုရေးပိုင်းဆိုင်ရာတွေမှာเนาะကိုကဒီမှာတိတိတတ်တာနဲ့ကိုပြောင်းလဲမှုတွေကိုလုပ်နိုင်ပြီးတော့เนาะအဆင်ပြေလာဖို့ရှိတယ်အဲ့တော့ကိုကပြတ်သားမယ်ပြီးတော့ရေရှည်အတွက်ကိုကြည့်ပြီးတော့လုပ်ရလိမ့်မယ်เนาะအဲ့တော့တိတာထင်ရှားတဲ့အပြောင်းလဲတွေလုပ်ရမယ်အနစ်နာခံတဲ့ပိုင်းတွေတော့ရှိမှာပေါ့ပြီးရင်ဒီမဲ့ relationship ပိုင်းအခြေပိုင်းမှာဆိုရင်လည်း तू ကအပြောင်းလဲခိုင်းတာပဲเนาะအခြေပိုင်းမှာဆိုရင်လည်း तू ကပြောမှဆို change လုပ်ခိုင်းတာအဲ့တော့ထားပါတော့ခြေမှာကဒီတိုင်းဆက်သွားရင်တော့အဆင်မပြေဘူးအဲ့တော့ဒီထက်ပိုပြီးအဆင်ပြေခြင်းနဲ့ခြေမှာအဆင်ပြေနေဆိုရင်တော့ညောင်စလုံးကပြုပြင်တဲ့အရာတွေပြုเนาะတကယ်ပြောင်းလဲတဲ့အရာတွေညှိနှိုင်းတဲ့အရာတွေလုပ်ရပါအောင်မယ်ဒါမှအခြေအဆင်ပြေမယ်အဲ့တော့အဲ့လိုပြောင်းလဲပြီးသွားပြီဆိုလို့ရှိရင်တော့ Taurus တွေကဒီ9လပိုင်းထဲမှာတော့ကောင်းမွန်တဲ့အရာတွေကိုရရှိခံစားဖြစ်တယ်ပိုပြီးကောင်းမွန်လာမှာဖြစ်တယ်ဘဝကြီးကပိုကောင်းမွန်လာမှာဖြစ်တယ်နေရထိုင်ရတာကန့်နေရောเนาะဆက်ဆက်ရကောင်းမွန်လာမှာဖြစ်ပါတယ်เนาะအဲ့တော့ Taurus တွေရဲ့ယာတီမှာပဲเนาะကောင်းမွန်ခြင်းတွေကိုဒီဆောက်ရယူနိုင်ပါလိမ့်မယ်အဲ့တော့ comment မှာเนาะကောင်းမွန်တဲ့အပြောင်းလဲတွေเนาะငါလှုပ်ဆောင်မယ်ဆိုပြီးရေးတော့ပါမိမိတို့တည်တဲ့မေးချင်တာရှိရင်ဆက်စီမှာလာမေးလို့ရတယ်ဒီဗီဒီယိုလို့ like and share လုပ်တော့ပြီပါကျေးဇူးများတင်ပါတယ်အားလုံးပဲကိုယ်စနေပြန်ကြမ်းမှချမ်းသာကြပါစေဂျမန်တိုင်းလေးတွေကเนาะဒီမေလာတွေမှာအခြေရေးမှာ soulmate เนาะ soulmate နဲ့တွေ့မယ်ကိုယ့်ရဲ့ဒါချစ်သူရေးစားเนาะတကယ်ချစ်တဲ့လူမျိုးတွေနဲ့စုံစည်းရတတ်တယ်အဲ့လိုပဲကိုယ့်ရဲ့လက်ရှိအခြေရေးမှာဆိုလဲတကယ်ကိုနားလည်မှုယုံကြည်မှုအပြည့်တိဆောက်နိုင်မယ်ကာလဖြစ်တယ်เนาะအဲ့တော့ကိုယ့်ရဲ့ဒီချိန်မှာ manifest လုပ်ထားတာတွေเนาะ affirmation လုပ်ထားတဲ့ကိစ္စတွေကကောင်းတယ်ဖော်လာမယ်ကန်နစာကောင်းလာမယ်ကိုယ့်ရဲ့လုပ်ငန်းကိုင်ကိစ္စတွေကိုတကယ်ပြောမှဆိုဒိတ်ထန်လုပ်ထားတဲ့ကိစ္စတွေအောင်မြင်မယ်ကိုလိုချင်တဲ့ဖြစ်ချင်တာတွေဒီလာထဲမှာဖြစ်ဖို့ရှိတယ်အားကောင်းတယ်ပေါ့အဲ့တော့ကိုလိုချင်တဲ့ခီးသွားနိုင်မယ်အတိတ်ကိုကြောခိုင်းပြီးတော့လူသစ်စိတ်တဲ့နဲ့ရှေ့ဆက်နိုင်မယ်ဆိုတဲ့ကာလဖြစ်တယ်เนาะအဲ့တော့ကိုကဒီလိုမျိုးဟိုကန်နှစ်စာကောင်းနေပြီเนาะဟိုလူမှုရေးပိုင်းရတဲ့အခြေကိစ္စတွေအဆင်ပြေနေပြီမိသားစုပိုင်းမှာလည်းဒါကဟိုပြောမှဆိုမိသားစုအရေးရတယ်တခြားလုံးမယ်ဆိုရင်အဆင်ပြေမဲ့နမိတ်တွေရှိနေတော့เนาะကိုအနေနဲ့ဒီကိုယ့်ရဲ့စိတ်အေးချမ်းအောင်ထားမယ်ယုံကြည်မှုလေးတွေထားမယ်ကုသိုလ်ကောင်းမှုလေးတခြားလုံးမယ်ဆိုရင်အခုလက်ရှိနမိတ်လေးတွေကတကယ်ဖြစ်လာပြီးတော့เนาะကိုဘွားကပိုအဆင်ပြေလာမယ်တာလာမယ်ပျော်ရွှင်ရပါလိမ့်မယ်အဲ့တော့ comment မှာเนาะကန်နှစ်စာကောင်းမှုဆိုပြီးရေးသွားပါမိမိတို့တည်တဲ့မေးချင်တဲ့ရှင်ဆက်စီမှာလာမေးလို့ရတယ်ဒီဗီဒီယိုလိုက်ရှင်းလုပ်သွားပြီပါကျေးဇူးများတင်ပါတယ်အားလုံးပဲကိုစနေပြန်ကြမ်းမှချမ်းသာကြပါစေကန်ဆာတွေကဒီ9လပိုင်းထဲမှာเนาะဒီကိုယ့်ရဲ့မယုံသင်္ကာမှုတွေเนาะပြိပခါတွေကြားနေနေပြီးတော့လွတ်မြောက်လာမယ်လွတ်ထွက်လာနိုင်မယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ရှင်လေကိုကဒီချိန်မှာเนาะဟိုကိုဘာတွေလုပ်မလဲဆိုပြီးတော့အတွေးတွေများနေเนาะဟိုကလောက်ရမှာဒီကလောက်မှာဖြစ်နေเนาะအဲ့လိုတွေဖြစ်နေချိန်မှာကိုကเนาะဟိုငွေလွန်နိုင်မဖြစ်စေပဲနဲ့တေချာစူးစမ်းရမယ်လေးလာမယ်လေးလာမှုတွေတေချာလောက်ရလိမ့်မယ်အဲ့ဒါပြီးသွားပြီဆိုရင်ကိုကတေချာ clear လေးဖြစ်သွားပြီဆိုမှငွေပေါ့နော်မလိုဘဲနဲ့ငွေတွေမလိုတဲ့နေရာမှာမသုံးနေတော့เนาะကိုအတွက်ကိုတေချာလေးเนาะစုဆောင်းပြီးတော့လုပ်မယ်ဆိုရင်တော့ဒါငွေကြေးရတော့ဝင်တဲ့လောက်ကိုတေချာကြည့်ကြည့်လေးစုဆောင်းနိုင်မယ်ဆုံးရှုံးမှုတွေမရှိတော့ဒါပေမဲ့ relationship မှာတော့တန်တရားကြီးများမယ်เนาะပြီးရင်တယောက်ယောက်ကဟိုဒီ relationship ကြီးတစ်ခုရှေ့ဆက်သွားဖို့ကအဲ့လောက်ကြီးထိ chemistry မိပဲနေပြီပေါ့လေအဲ့တော့လွတ်ချရမယ်เนาะလွတ်ချလိုက်ပြီးတော့ပြောမယ်ဆိုတော့ relationship ကတော့ဟိုဒီ relationship ကဆက်သွားခြင်းလဲဆိုတော့ဒီထက်ပိုပြီးစူးစမ်းထုံးဝေလုပ်ရမယ်เนาะနားလည်မှုတွေယုံကြည်မှုပြန်တည်ဆောက်အောင်မယ်เนาะအဲ့လိုမှမဟုတ်ရင်တော့လွတ်ချလိုက်ဖို့အချိန်တန်ပါမယ်เนาะအဲ့လိုကာလဖြစ်တယ်အဲ့တော့ comment မှာเนาะကိုဘွားကိုတည်တည်ငြိမ်ရှေ့ဆက်မယ်ဆိုပြီးရေးတော့ပါအော်မိမိတို့တည်တဲ့မေးချင်တဲ့ရှင်ဆက်စီမှာလာမေးလို့ရတယ်ဒီဗီဒီယိုလည်းကန်ရှင်းလုပ်တော့ပေးပါကျေးဇူးများတင်ပါတယ်အားလုံးပဲကိုယ်စိတ်နဲ့ပြန်ကြမ်းမှချမ်းသာကြပါစေလီယိုတွေကဒီ9လပိုင်းထဲမှာเนาะသူကငွေကြီးနဲ့ပတ်သက်လို့ရှိရင်เนาะကိုလိုချင်တဲ့ပမာဏเนาะကိုရည်ရွယ်ထားတဲ့ target ကိုပြည့်နိုင်တယ်เนาะတေချာစူးစမ်းထုတ်ပါအဲ့တော့လူမှုရေးပိုင်းခြားသောလုပ်ငန်းပိုင်းလေးတွေနဲ့ပတ်သက်လို့ရှိရင်တော့ကိုကပြောမယ်ဆိုရင်အပြိုင်ဆိုင်တိုက်ခိုက်တွေကိုတေချာကြော်ဖြတ်မယ်ကြော်လဲကြော်ဖြတ်နိုင်မယ်နာမည်ရှိတယ်ဟုတ်ပြီနော်အဲ့တော့ကိုယုံကြည်မှုထားအဲ့တော့ကိုကဒီလက်ရှိလှုပ်ဆောင်တဲ့အရာမှာစေရောကိုပါနှစ်ပြီးတော့အတန်အောင်ဆိုင်လုပ်ပါအဲ့တော့ကိုကအများဥဆောင်နိုင်မယ်ကိုတကယ်ရည်ရွယ်ထားတဲ့အရာရည်မှန်းထားတဲ့အရာတွေကိုလည်းတေချာကောင်းတဲ့ဖော်နိုင်မယ်ကာလဖြစ်တယ်တခုရှိရင်အခြေမှာကတော့သူကယုံကြည်ပြောမယ်ဆိုတော့အားစိုက်ထုတ်မှုလုပ်ရမယ်နော်အခြေမှာအာယုံစိုက်ပြီးတေချာအားစိုက်ထုတ်မယ်ဆိုရင်တော့ကိုနဲ့ထိုက်တန်တဲ့ကိုလိုချင်တဲ့အခြေတခုရအောင်ပုံဖော်နိုင်မယ်ဒီစောင့်နိုင်မယ်နော်ဒါ happy ending ဖြစ်မယ်ပေါ့လေအဲ့လိုမျိုးနာမည်လေးရှိတယ်အဲ့တော့တော်တော်လေးပြောမယ်ဆိုတော့ကောင်းနေကာလပေါ့လေအဲ့တော့တေချာလေးကြိုးစားပါနော်အဲ့တော့လီရိုတွေအနေနဲ့ comment မှာနော် comment မှာငါကောင်ကယုံကြည်မှုအပြည့်နဲ့ကြိုးစားမယ်ဆိုပြီးရေးတော့ပါဒီလိုမျိုးတည်တဲ့မေးချင်တဲ့ရှင်ဆက်စီမှာလာမေးလို့ရတယ်ဒီဗီဒီယိုလည်းကန်ရှင်းလုပ်တော့ပေးပါကျေးဇူးများတင်ပါတယ်အားလုံးပဲကိုစိတ်နဲ့ပြန်ကြမ်းမှချမ်းသာကြပါစေ
Virgo တွေကဒီ9လပိုင်းမေလထဲမှာပေါ့နော်ဆရာတို့တွေမှာအပြောင်းလဲတိစတာနဲ့နော်လူသစ်စိတ်တဲ့နဲ့စတင်နိုင်မယ်ကာလဖြစ်တယ်။တော့ကိုယုံရှိရှိနဲ့လှုပ်ဆောင်ပါပြီးတော့အများကြီးကိုညီနိုင်မယ်နော်အများကိုညီနိုင်မယ်အဲ့တော့ကိုကပြောမှဆိုကိုမှတကြွထားတဲ့အရာနော်ကိုမှနှက်ဆက်ထားတဲ့အရာတိထားတဲ့အရာတွေကိုနော်ကိုတိထားတဲ့အရာလေးလမ်းညွှန်နိုင်မယ်ကိုညီနိုင်မယ်ကိုလည်းပို့ပြီးတော့တက်လာအောင်ဆရာကြလာအောင်နော်ပို့ပြီးလက်ရှိလုပ်ငန်းတွေမှာနော်ကျွမ်းကျင်လာအောင်လူမှုရေးတွေမှာအဆင်ပြေလာအောင်လှုပ်ဆောင်နိုင်လိမ့်မယ်တခုရှိတာကတော့သူများပြဿနာကြောင့်ဝင်မပါနဲ့ပြီးရင်အချိုးကိစ္စတွေမှာတေချာစဉ်းစားပါလောလောနဲ့မဆုံးဖြတ်ပါနဲ့နော်တေချာနှစ်ခါပြန်စဉ်းစားတေချာလုပ်အချိန်ယူပြီးမှဆုံးဖြတ်နော်ဒီလိုဆိုမှပို့ပြီးတော့အဆင်ပြေလိမ့်မယ်အဲ့တော့အခြေမှာတော့သူကလက်ကိုးလုပ်လိုက်ပေါ့နော်အကုန်လုံးလှုပ်ချလိုက်တော့အချိုးရတဲ့ကြတော့ကိုကထိချုပ်ထိုင်ရရင်ရှိတယ်အဲ့မထိချုပ်ဖဲနဲ့အချိုးရတဲ့ကြတော့ကိုကဒါဟွာပေါ့နော်ဒီအခြေမှာငါဓာတ်ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးတော့ဟိုတင်မလားကိုဒါမဖြစ်ချင်ဘူးကိုဘက်ကတစ်ဖက်တည်းပဲဓာတ်မဖြစ်ချင်ဘူးဆိုပြီးစွတ်တည်ပြောတစ်ဖက်ကလူကလိုက်နာမသိဘူးတော့နှုတ်တစ်ဖက်ညှိပြီးတော့အချို့မဖြစ်နိုင်တဲ့ရလေကြတော့ဖြေလျှော့ပေးလိုက်လက်လွတ်ပေးလိုက်ဒီတိုင်းပဲထားပြီးတော့ပေါ့နော်အချို့ရလက်ခံပေးလိုက်ပေါ့နော်လက်ခံပေးမှလက်လွတ်လိုက်နော်လက်ခံလိုက်အဲ့လိုမှအဆင်ပြေဆိုတော့လက်လွတ်လိုက်ပေါ့လေအဲ့လိုပြောချင်တာဟုတ်ပြီနော်အဲ့တော့ comment မှာနော်ငါလူသစ်စစ်တဲ့နဲ့ရှေ့ဆက်မယ်ဆိုပြီးရေးတော့ပါတကယ်လို့မိတော်တည်တဲ့မေးချင်ရှင်ဆက်စီပါလာမလို့ရတယ်ဒီဗီဒီယိုလိုက်ကရှင်းလုပ်တာပြပါကျေးဇူးများတင်ပါတယ်အားလုံးပဲကိုယ်စိတ်နဲ့ဖျားကြမ်းမှချမ်းသာကြပါစေ Libra လေးတွေကနော်ဒီ9လပိုင်းမှာသူကကိုစိတ်တည်ငြိမ်အောင်လုပ်မယ်နော်ဘာသာရေးတခြားလုပ်မယ်နော်တရားထိုင်တာမျိုးတခြားလုပ်မယ်ဆိုရင်ကောင်းတာတွေဖြစ်လာမယ်အဲ့တော့ချိုးရတွေမှာစိတ်ရှိရထားနင့်နာခံရမယ်တီးခံရမယ်နော်အဲ့တော့အများနဲ့တယောက်တော့ဖြစ်တတ်တယ်နော်အမြင်နဲ့မတူတတ်ဘူးလူမှုရေးပိုင်းလုပ်ငန်းပိုင်းမှာအများနဲ့တယောက်အမြင်မတူတတ်ဘူးနော်အချို့ကိစ္စတွေမပြီးမပြတ်ပဲဖြစ်နေတတ်သေးတယ်နော်အဲ့တော့စိတ်ရှိရထားတခြားလုပ်ကိုဘက်ကစိတ်ရှိနိုင်တယ်တီးခံနိုင်တယ်ကြိုးစားနိုင်ဆိုရင်ဒါကိုဘက်ကအဆင်ပြေလာမယ်လွတ်မြောက်လာမယ်အဲ့တော့ဒီ9လပိုင်းကုန်လောက်မှာပို့ပြီးတော့သိစရာကံကောင်းခြင်းတွေရရှိလာမယ်အဆင်ပြေလာမယ်ပေါ့အဲ့တော့ဒီ9လပိုင်းတစ်လပိုင်းလောက်သူချာကြိုးစားလက်ကုံခံနေလေကိုအတွက်ကပို့ပြီးတော့ရလက်တွေထူးခြားလာလေအဆင်ပြေလေးပဲကိုကြိုးစားထားသမျှရလက်တွေရုံလုံးပေါ်အကောင့်ထဲပေါ်လာလေဆိုတော့ကာလဖြစ်တယ်အဲ့တော့အခြေမှာတော့သူကတော့ပြောထားတော့ကွာချစ်ဖို့အတွက်တွေးဝေနေတယ်ဒါပေမဲ့သူကတော့ပြောထားစိတ်ချရတယ်ပေါ့နော်စိတ်ချရတဲ့ကလာကိုလက်ရှိကိုနားမှာချစ်ခဲ့တဲ့ဘာညာဆိုရင်တော့ဒီအခြေရေးကတော့ပြောမယ်ဆိုရင်တော့ဟိုအချစ်အတွက်ပေါ့နော်ဟိုချစ်လို့ရတယ်အဲတောင်တော့တေချာလေးလာပြီးသွားပြီးနော်ဆိုလို့ရှိရင်တော့ရှေ့ဆက်တိုးလို့ရတယ်လို့ကြံ့ကြံ့ပေးထားတယ်အဲ့တော့ကိုကတေချာလေးလာနော်တေချာလေးလာရတယ်တေချာလေးလာတယ်အကုန်လုံးစုံစည်းတေချာစုံစမ်းပြီးသွားလေးလာပြီးသွားတေချာစိတ်ရလက်ချက်ဖြစ်သွားဆိုအနေထားရောက်ပြီဆိုရင်တော့အခြေမှာရှေ့ဆက်လို့ရပါပြီနော်အဲ့တော့ပြောမယ်ဆိုရင်တော့ဒီလက်ရှိကိုနားမှာရှိတဲ့လူလေးတွေကိုကိုကပြောမယ်ဆိုရင်တော့ဒီထက်ပိုတေချာသွားအောင်နော်တေချာလေးလာပြီးသွားပြီဆိုရင်တော့ရှေ့ဆက်လို့ရပြီနော်အဲ့တော့ comment မှာငါစိတ်ချလက်ချရှေ့ဆက်မယ်ဆိုရေးတော့ပါတကယ်လို့မိမိတို့တည်တဲ့မေးချင်တာရှင်ဆက်စီမှာလာမေးလို့ရတယ်ဒီဗီဒီယို like and share လုပ်တာပေးပါကျေးဇူးများတင်ပါတယ်အားလုံးပဲကိုယ်စိတ်နဲ့ဗျာချမ်းသာကြပါစေ Scorpio တွေကဒီ9လပိုင်းနေမှာเนาะကံချီရေးကံပေါ့ဒီကအခြေကံနှစ်ဆကောင်းနေမယ်စမ်းပွင့်နေမယ်เนาะအဲ့တော့အခြေမှာကိုလက်ရှိကိုချဲရလူကြားရလူရှိရဆိုရင်ကိုကရှေ့တလန်းတို့ရှေ့ဆက်တို့เนาะတခြားလေးယူဆိုင်ပြီးเนาะကိုယ့်အချစ်ကိုထုတ်ဖော်ပြသပြီးเนาะဖွင့်ပြောတာပဲလုပ်လို့ရတယ်เนาะအဲ့တော့ဒီ9လပိုင်းနေမှာကိုယ့်အခြေချမ်းနဲ့ပတ်သက်ပြီးတော့เนาะနှစ်ဆကံကောင်းနေတဲ့အတွက်ကြောင့်အဆင်ပြေဖို့ရှိတယ်အဲ့လိုပဲတခြားသောဒီဘာသာရေးကံဆရာကောင်းသမားကောင်းတွေးဖို့เนาะဒါကံတွေလည်းကောင်းတယ်ဘာသာရေးတရားလုပ်မယ်ဆိုရင်ဘာသာရေးနဲ့ပတ်သက်ပြီးတော့เนาะနားလဲတာတွေဘာသာရေးနဲ့ပတ်သက်ပြီးတော့เนาะသဘောပေါက်လာတာတွေเนาะဟိုနှစ်ဆတိုးလာမယ်ပေါ့ဆရာကောင်းသမားကောင်းစီမှာချင်းကပ်ပါဆရာကောင်းသမားကောင်းလည်းမိတ်ဆွေကောင်းเนาะစသဖြင့်တွေ့ဖို့ရှိတယ်အဲ့တော့ကိုတကယ်ချစ်ရလူနဲ့လည်းပို့ပြီးတော့နှစ်ဆခိုင်မြဲရမယ်เนาะဆိုရင်နမိတ်တွေရှိလူမျိုးရေးပိုင်းတွေအဆင်ပြေလာမယ်လုပ်ငန်းဆိုလဲဒါနှစ်ခုလောက်ရတတ်တယ်နှစ်ခုအဆင်ပြေတတ်တယ်ပေါ့เนาะအဲ့တော့ပညာရေးဆိုလည်းတော့တည်သက်တာလေးတိုးတက်လာဖို့ရှိတယ် Scorpio တွေအဲ့တော့ comment မှာเนาะငါရဲ့ကံနှစ်ဆကောင်းနေဆိုရေးတော့ပါအဲ့တော့မိမိတို့တည်တဲ့မေးချင်တဲ့ရှင်ဆက်စီမှာလာမျိုးရတယ်ဒီဗီဒီယိုလည်းကရှင်းလုပ်တော့ပြီပါကျေးဇူးတင်ပါတယ်အားလုံးပဲကိုယ်စိတ်နဲ့ဗျာကြမ်းမှချမ်းသာကြပါစေစကြည်လေးတွေပေါ့နော်စကြည် Terrier တွေကဒီ9လပိုင်းထဲမှာဒီမှာငွေကြေးနဲ့ပတ်သက်လို့ခွန်လန်းကောင်းတွေပေါ်လာတတ်တယ်နော်အဲ့တော့ငွေကြေးကံဟိုပြောမှဆိုရင်ငွေကြေးလမ်းကြောင်းတက်တွေကိုကအစတင်ခေါင်းတွေဖော်နိုင်မယ်ဟောလက်ရှိဒါလုပ်ငန်းတွေဆိုလဲအဆင်ပြေလာဖို့ရှိတခုရှိတာကလူမှုရေးပိုင်းခြေပိုင်းမှာတော့ red flag နဲ့တွေ့နိုင်တယ်နော် red flag တွေတွေ့နိုင်တယ်အဲ့တော့ကိုတစားဖောက်တာတွေနော်ကိုနောက်ကြောက်ထားတဲ့ထူတာတွေကြုံတတ်တယ်အဲ့ check you site အဲ့တော့ပြောမှဆိုလက်ရှိမှာအခြေကိုတောက်ကြည့်ထိပြောမှဆိုရင်ဟိုပြောမှဆိုအချစ်တစ်ရှာမဲ့လူတွေပေါ့နော်စင်ငယ်သမားတွေအတွက်ကတော့တော်တော်လေး view site ရမယ်နော်ဟိုဒီကာလမှာဖြေမပေးတဲ့တယ်လက်ရှိလက်တော်မှာတကယ်လို့ချစ်သူကြီးစားရှိရဆိုတော့ကိုချစ်သူကြီးစားနဲ့နော်တခြားလေးအချိန်ပေးမယ်နားလည်မှုတိစောက်မယ်ယုံကြည်ထားမယ်ဆိုရင်တော့နော် Sagittarius တွေကပို့ပြီးတော့ဒါဘယ်မှာဆိုရင်ကိုယ့်ရဲ့အချိန်ကြီးပိုကောင်းလာအောင်တိစောက်နိုင်မယ်ပေါ့နော်
အဲ့တော့အခြားသောလူမှုရေးပိုင်းမှာဆိုရင်လည်းကိုကပြောမယ်ဆိုသူများယုံကြည်လွယ်ပြီးတော့ပတ်စံတော့ထားပါတော့ငွေချေးတာတွေလုပ်လို့မရဘူးเนาะအချို့ကိုယ်လှုပ်ဝက်ချက်တွေကိုယ်ကိုယ်တိုင်လိုက်ပြောတယ်လုပ်လို့မရအောင်เนาะဘုရင်ဖွင့်နိုင်တိတ်မလုံနဲ့အဲ့တော့နောက်ကြောထားနေထိုးတတ်တယ်เนาะအချို့လှုပ်ဝက်ချက်တွေကိုယ့်ကိုထိန်းသိမ်းเนาะဒါမှပဲကိုကဒီ9လပိုင်းနေမှာအကောင်းကောင်းပုံဖြတ်တတ်နိုင်မယ်တော့ comment မှာเนาะ comment မှာငါရရှိလာတဲ့အခွင့်အလမ်းကောင်းကိုရယူမယ်ဆိုပြီးရေးသွားပါเนาะမိမိတို့တည်တည်မိကျင်တဲ့ရှင်ဆက်စီမှာလာမလို့ရတယ်ဒီဗီဒီယို like and share လုပ်တာပြပါကျေးဇူးတင်ပါတယ်အားလုံးပဲကိုစိတ်နဲ့ပြကြမှာချမ်းသာကြပါစေ Capricorn လေးတွေကဒီเนาะ9လပိုင်းနေမှာဒီမှာချေးမှာဆိုလဲဒါနောက်တစ်ဆင့်တက်နိုင်မယ်เนาะအဲ့တော့မင်္ဂလာဆောင်ရှင်တာတွေเนาะပြောဆိုရင်ဒါကြောင်းလန်းတာစစ်ဆက်တာတွေဒါမျိုးတွေလုပ်မယ်ဆိုလုပ်လို့ရတယ်เนาะပြီးတော့ချစ်သူကြီးသားတွေဖွင့်ပြောမယ်ဆိုရင်ဖြေရတတ်တယ်เนาะစုံတွဲဖြစ်သွားတတ်တယ်အဲ့တော့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာဆိုရင်လည်းဒါအောင်မြင်မယ်လူမျိုးပိုင်းဆိုင်ရာဆိုလဲအောင်မြင်မယ်မင်္ဂလာသတင်းတွေကြားရမယ်เนาะအဲ့တော့လုပ်ငန်းကိုင်ငန်းတွေအဆင်ပြေတာเนาะရလက်ကောင်းတွေရယူနိုင်တာเนาะဆောင်ပွဲအောင်တာเนาะအင်တာဗျူးတွေအောင်တာဒါမျိုးကာလာဖြစ်တယ်เนาะအဲ့တော့ပြောမဆိုရင်တော့ဒါကောင်းမွန်တဲ့ကန်တွေစူပေါင်းနေတယ်အဲ့တော့ဒီချိန်မှာကကိုကအပြောမလွန်နဲ့ပေါ့လေနော်ပြောမလွန်နဲ့ကိုရဲ့ဒီပြောမဆိုရင်အပြောကနေအပြတ်မဖြစ်စေနဲ့ကိုတတိလေးနဲ့ထင်းအဲ့တော့ခုကကန်ကောင်းနေပြီဆိုတဲ့အချိန်မှာကိုကဟိုနော်တေချာလေးပြောမဆိုရင်ထိန်တတိလေးနဲ့ထားပြီးတော့ပြောပြင်ဘာသာရေးလည်းလုပ်ဖို့မမေးနဲ့နော်ဘာသာရေးလုပ်ဖို့မမေးနဲ့ပြောကြရှိရပြောကိုဘာသာရေးနဲ့ပတ်သက်လို့ရှိရင်ပို့ပြီးတော့လေးနဲ့လေးလောက်ပေါ့နော်ဒီကနားလဲလောင်လို့ပင်တရားထိုင်တာတရားမှတ်တာတွေဒိဋ္ဌံတွေတေချာလေးလှုပ်ဝင်သွားပေါ့နော်အဲ့တော့ကံကောင်းခြင်းတွေပြည့်နေတယ်လာတက်လာပါနော်အဲ့တော့ Capricorn ကဒီလာထဲမှာငါအနေနဲ့နော်ကံကောင်းခြင်းတွေကိုရရှိပိုင်ဆိုင်ပြီဆိုပြီးရေးသွားပါအဲ့တော့မိမိတို့တည်တည်မိခြင်းရှင်ဆက်စီမှာလာမေးလို့ရတယ်ဒီဗီဒီယိုလေးကို like and share လုပ်သွားပြီပါကျေးဇူးများတင်ပါတယ်အားလုံးပဲကိုစိတ်နဲ့ဖျားချမ်းသာကြပါစေ Aquarius တွေကနော်ဆရာတို့ဒီ9လပိုင်းနေမှာနော်ကိုယ့်ရဲ့စိတ်တွေ agent တည်ငြိမ်နေပြီနော်ပြီးရင်ကိုယ့်ရဲ့အခြေနော်ကိုယ့်ရဲ့အခြေမှာဆိုရင်အကောင်းမြင်ပြီနော်ကိုယ့်ရဲ့အခြေကိုအကောင်းမြင်ပြီကောင်းမြင်ပြီးတော့တေချာလေးကောင်းတဲ့ဘက်ကတွေးပြီးရင်ကောင်းတဲ့ဘက်လေးပိုရောက်လာအောင်တေချာအားဆိုင်မယ်အားထုတ်မယ်ဆိုရင်နော် Aquarius တွေကဒီဓာတ်ထဲမှာတည်တည်စားလေးပျော်ရွှင်မှုတွေခံစားရမယ်လုပ်ငန်းပိုင်းဆိုင်ရာမှာဆိုလဲဒါတိုးတက်မယ်နော်ဖြည်းဖြည်းချင်းစိတ်ရှိရှိလေးထားတိုးတက်လာမယ်အဆင်ပြေလာမယ်နော်ပြီးရင်ကိုကဒီပို့ပြီးတော့အစိတ်တည်ငြိမ်လာမယ်ရှင်းကျက်လာမယ်နော်အဲ့တော့ဘဝကိုရင်းချက်တည်ငြိမ်စွာနဲ့ရှေ့ဆက်နိုင်မယ်လာတက်လာဖြစ်တယ်အဲ့တော့ကိုပို့ပြီးနားလည်လာမယ်နော်အဲ့တော့လူအများကိုလည်းကိုကနားလည်နိုင်မယ်ခွင့်လွှတ်နိုင်မယ်နော်ပြီးခံနိုင်မယ်အဲ့တော့ကိုကပြောမယ်ဆိုလို့ရှိရင်ဘဝကိုမှတ်မှတ်ကန်ကန်နဲ့သုံးသပ်နိုင်ပြီးတော့နော်ရှေ့ဆက်နိုင်မယ်ဆိုတဲ့ဒါလာတက်လာဖြစ်တာပေါ့အဲ့တော့ဒီလမှာကိုကကောင်းတာများများလုပ်စေအေးချမ်းအောင်ထားနော်မေတ္တာများများထားမေတ္တာလေးပို့ပေါ့နော်ဒါမျိုးလေးပုံမှန်လုပ်ပေးခြင်းအဖြစ်အဲ့တော့ဒီလာထဲမှာဆဆရအဆင်ပြေလာမယ်အဲ့တော့ကိုမန့်မှာနော်ငါစိတ်ဒီ agent ပြီးတော့ဆဆရအဆင်ပြေပြီဆိုပြီးရေးသွားပါဒီလိုမျိုးတည်တိုင်းမေးချင်တာရှင်ဆက်စီမှာလာမေးလို့ရတယ်ဒီဗီဒီယို like and share လုပ်တာပြပါကျေးဇူးများတင်ပါတယ်အားလုံးပဲကိုစိတ်နဲ့ဖျားကြမ်းမှချမ်းသာကြပါစေPisces လေးတွေကဒီ9လပိုင်းထဲမှာတိတိကျကျငွေကြေးကံတွေကောင်းနေပြီเนาะအဲ့တော့ငွေကြေးကံအမြင့်ဆုံးရောက်နေတယ်အဲ့တော့လောဘမကြီးနဲ့เนาะကိုယ်ကလှုပ်ဆိုင်ချက်ပုံမှန်လုပ်ပြီးရင်သတင်းကောင်းတွေကြားရမယ်เนาะသတင်းကောင်းကြားရမယ်အဲ့တော့စင်ငယ်တွေကလည်းတယောက်တည်းတောက်ပနိုင်ပြီတောက်ပရုံနဲ့မကဘူးကိုယ် retreat ပေါ့เนาะကို retreat လုပ်လို့ရတယ်ကိုယ်ခီးလေးသွားမှာတယောက်တည်းတည်တံလေးအေးစေးနေတာကိုချီးရเนาะကိုကြိုက်တဲ့ဝါသနာပါတဲ့အရာလေးလှုပ်ဆောင်တာကိုကျင်းနေတဲ့အရာလေးစားတာဒါမျိုးလေးတွေလှုပ်ဆောင်လို့ရတယ်ကာလဖြစ်တယ်ဒီလကပြောမယ်ဆိုတော်တော်လေးပြောမယ်ဆိုရင်ဒီလာထဲမှာကကိုပြန်ပြီးတော့ treat လုပ်ရမယ်ပေါ့လေเนาะကိုပြန်ပြီးဆူချရမယ်လန်တက်လာဖြစ်တယ်အဲ့လိုပဲခြားသောအရာတွေဘာဖြစ်ရှင်လဲလုပ်တွေဆင်ပြေခြင်းလားဆင်ပြေဖို့ရှိတယ်လူမျိုးရေးပိုင်းတွေတိုးတက်လာဖို့ရှိတယ်ချစ်သူသုံးတွေဆိုလဲနှစ်ယောက်တူ retreat လေး trap ပေါ့လေနော် retreat နှစ်ယောက်တည်းကပိုင်းနဲ့ဆက်တယ်ဖျက်ရပြီးနှစ်ယောက်တည်း AC เนาะ AC လေးနှစ်ယောက်တည်းကပါလေးเนาะ honeymoon လေး trap ပေါ့เนาะနှစ်ယောက်တည်းကပါလေး AC လေးသွားချေးနာเนาะရှေ့ဆက်ဖို့အတွက်အားရရှိကြပေါ့เนาะဟုတ်ပြီအဲ့တော့ comment မှာเนาะငါတို့ကန်နှစ်စာကောင်းပြီဆိုပြီးရေးသွားပါဒါကလေးမိမိတို့တည်တည်မေးချင်တဲ့ရှင်ဆက်စီမှာလာမေးပါเนาะဒီ video like and share လုပ်သားပေးပါကျေးဇူးတင်ပါတယ်အားလုံးပဲကိုစိတ်နဲ့ပြန်ကြမ်းမှချမ်းသာကြပါစေ Aries တွေကဒီ9လပိုင်းထဲမှာเนาะဒါဆရာတို့နေရာတစ်တွေတွားရမယ်စွန့်စားတာတွေလုပ်ရမယ်တာဝန်တွေကိုကြေပုံအောင်ဆောင်ရမယ်เนาะအဲ့တော့ကိုတကယ်လက်ရှိเนาะတွေးတောထားတဲ့အရာတွေကြံစီထားတဲ့အရာတွေကိုလက်တွေ့အကောင့်ထဲဖော်မယ်ကာလဖြစ်တယ်အဲ့လိုပဲကိုကဘာဖြစ်လဲဆိုတော့ဒီချိန်မှာကိုယ့်ရဲ့စိတ်ကလေတော့ဒီမဲ့ပြောမယ်ဆိုလို့ရှိရင်ရန်ကိုပြောမယ်ဆိုရင်တွေးရဖြစ်နေတတ်တယ်เนาะပြောဆိုဒီဘာလုပ်ရမလဲ comfort zone ပေါ့เนาะဒီ comfort zone ထဲမှာနေမယ်ပြီးလို့ရှိရင်မကောင်းမှန်းသိရဒါပေမဲ့ကိုကအဲ့ဒါကိုတက်ကြီးဇွတ်လုပ်တတ်တယ်ပေါ့လေเนาะကိုအတွက်ကြိုးမရှိဘူးသိတယ်ဒါပေမဲ့ဆက်လုပ်တယ်เนาะအဲ့လိုဖြစ်တတ်တယ်ဒါတော့
ဒီမှာအခြေရေးဆိုလဲသူကနည်းနည်းလေးပြောမယ်ဆိုတော့အခုလက်ရှိချစ်သူနဲ့ရီးစားဟောင်းနဲ့ချားဖြစ်ပေါ့နော်ကိုလက်ရှိချစ်တဲ့သူရဲ့နောက်ထပ်ဟိုချစ်သူမဖြစ်သေးဘဲနဲ့ပေါ့နော်နည်းနည်းကိုဒီလက်ရှိချစ်သူတိုင်းရှိရတာနဲ့နောက်ထပ်တစ်ယောက်နဲ့လို့ပေါ့နော်နည်းနည်းပတ်သက်မိတယ်တွေဒါမျိုးတွေကကြုံတတ်တယ်ခြေပိုင်းမှာလေအဓိကတော့ပို့ပြီးတော့ဒီမှာကဘာဖြစ်တယ်လဲဆိုတော့ကိုယ့်ရဲ့ချစ်သူရီးစားဟောင်းတွေကဒီလာထဲမှာကိုယ့်ရဲ့ဘဝတွေကိုပြန်ဝင်လာတာမျိုးပြန်ပတ်သက်တာမျိုးတွေကြုံတတ်တယ်เนาะအဲ့ဒီ check you site ပေးအဲ့လေးတွေကိုဆင်ញင်တယ်တတိထားမယ်ဆိုရင်တော့ဒီလာထဲမှာဆင်ပြေပါလိမ့်မယ်အဲ့တော့ comment မှာเนาะအဲ့တော့ငါရဲ့ရည်ရွယ်ရာပန်းနိုင်ကိုအရောက်လှမ်းမယ်ဆိုပြီးရေးသွားပါမိမိတို့တည်တဲ့မေးချင်တဲ့ရှင်ဆက်စီမှာလာမိလို့ရတယ်ဒီဗီဒီယိုကိုလည်းကန်ရှယ်လုပ်သွားပေးပါကျေးဇူးများတင်ပါတယ်အားလုံးပဲကိုယ်စင်နေပြအကြမ်းမှချမ်းသာကြပါစေ